တိုင်းပြည်ဟာလုံခြုံမှုရှိမှသာလျှင်မိဘပြည်သူများ၏အရေးပေါင်းစုံကိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဗဟိုအကြံပေးအဖွဲ့ဝင်ဦးခွန်းစံလွင်မှမိဘပြည်သူများသွေးဆောင်ပွဲတွင်ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်စံဖူးကြီးရွာအုပ်စုလုံဟီဖုန်ကြီးကျောင်းတွင်2025ခုနှစ်ဒီဇင်ဘာလ22ရက်နနက်10:00နာရီအချိန်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဗဟိုအကြံပေးအဖွဲ့ဝင်ဦးခွန်းစံလွင်မှမိဘပြည်သူများသွေးဆောင်ပွဲအခမ်းအနားကိုတက်ရောက်အားပေးခဲ့ကြောင်းသိရပါတယ်ရှင်။ရှေးဦးစွာလုံဟီကျောင်းထိုင်ဆရာတော်အားကတော့ပြီး၅ပါးသီလနှင့်ဩဝါဒခံယူပြီးပရိတ်တရားတော်ကိုလည်းနာယူခဲ့ကြကလုံဟီကျောင်းထိုင်ဆရာတော်မှမိဘပြည်သူများအများပြည်သူတို့၏ခေါင်းဆောင်နေတဲ့ပုဂ္ဂိုလ်များစီလုံးငင်ညွတ်စွာဖြင့်တိုင်းပြည်အကျိုးကိုဆောင်ရွက်ကြရမိတ်ကြပြီးလိုက်ပေကျောင်းထိုင်ဆရာတော်ကလည်းတပည့်တရကတရေကာမများအားလုံးသည်တဒနာတော်ရဲ့တရကများဖြစ်တတ်ကြောင်းအပြန်အလှန်မိခိုနေကြရကြောင်းတဒနာအတွန်းရှိကြစေခြင်းအလို့ငါတန်ကာတော်နှင့်တပည့်တကတို့စီလုံးငင်ညွတ်စွာပြုမှုနေထိုင်ရန်အရေးကြီးကြောင်းမိတ်ကြတော်မူခဲ့ကြပါတယ်ရှင်။ထို့နောက်အညိုသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဗဟိုအကြံပေးအဖွဲ့ဝင်ဦးခွန်းစံလွင်မှမိဘပြည်သူများကိုနိုင်ငံတော်တွင်ဆောင်ရွက်သည့်လုပ်ငန်းစဉ်များအကြောင်းကိုရှင်းလင်းတင်ပြခဲ့ရာမိမိတိုင်းပြည်သည်မိဘပြည်သူများတည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက်ကာကွယ်ရေးလုပ်ငန်းများကိုအဆက်မပြတ်ဆောင်ရွက်နေလက်ရှိကြောင်းနိုင်ငံတော်တည်ငြိမ်အေးချမ်းပြီးမိဘပြည်သူများလည်းလုံခြုံမှုရှိနေမှသာလျှင်စီးပွားရေးကျန်းမာရေးဘာသာရေးပညာရေးစသည့်နိုင်ငံအရေးများကိုပို၍ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းမကြာမီအချိန်ကာလမှာ2025ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တဲ့အသက်ကြောင့်မိဘပြည်သူများအသက်18နှစ်ပြည့်ပြီးသူတိုင်းမဲပေးကြပြီးမိမိတို့၏လွတ်တော်ကိုယ်စားလှယ်များကိုရွေးချယ်ကြရန်လိုအပ်ကြောင်းရွေးကောက်ပွဲသည်တိုင်းပြည်အတွက်အလွန်အရေးပါပြီးလွတ်တော်ပေါ်လာလျင်မိဘပြည်သူများရဲ့အတန်တွေလည်းနိုင်ငံတော်အဆင့်ထိရောက်သွားနိုင်မှာဖြစ်ကြောင်းမိဘပြည်သူများသွေးဆောင်ပွဲတွင်အညိုသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဗဟိုအကြံပေးအဖွဲ့ဝင်ဦးခွန်းစံလွင်မှပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ထို့နောက်မှာတော့ဗုဒ္ဓတတနံစီရန်တိတ္တထု၃ကျင့်ရုပ်ဆိုပြီးအညိုသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဗဟိုအကြံပေးအဖွဲ့ဝင်ဦးခွန်းစံလွင်နှင့်မိဘပြည်သူများသွေးဆောင်ပွဲအခမ်းအနားကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးအဆိုပါအခမ်းအနားကိုမိဘပြည်သူများ150ကျော်တက်ရောက်ခဲ့ကြကြောင်းသိရပါတယ်ရှင်။